ဂေါရမမြတ်စွာဘုရားဖြစ်တော်မူဖို့အပိုင်းခုနှစ်ဘုရားဖြစ်ခြင်းနှင့်ခုနှစ်ရက်ခုနှစ်လီစံနေတော်မူခြင်းဘုရားလောင်းသည်မြေကမ်းပေါ်သို့တက်လျက်တောလုံးဝင်နေသောအင်ဂျင်တော်သို့ဝင်ကနေစဉ်တန့်စင်လျက်နေလေ၏ညနေကျန်ရုပ်သောအခါနေရင်စရာမြစ်ကိုဖြိုက်၍အနောက်ဘက်ကမ်းသို့ကူးပြီးလျက်ဂရာတီးတဲ့နှင့်မလမကန်းရှိတောအုပ်ညိုညိုရှိရာသို့ကြွသွား၏တောအုပ်အဝင်တွင်အမျက်ရိပ်ပုံနာတဲ့တော်ထီယာကမျက်ရှိစုပ်လူတီကိုခံယူပြီးလျက်အရိပ်ကောင်းသောညောင်ပိုးတော်ပြီးပင်အောင်နိုင်ပင်စီအရှိဘတ်တွင်ဖြန့်ခင်းလိုက်ရာသက်တောင့်သက်သာထိုင်းစရာပလင်ကိုရလေ၏ဖျားလောင်းပြီးညနေဆောင်တွင်ညောင်ပိုးတော်ပြီးဤအောင်နိုင်ခင်းသားအပ်တော်ပလင်ထက်ဝဲပင်စီကိုကြွားပြီးလျက်အရှိဘတ်သို့မျက်နာမူ၍ထက်ဝဲဖွဲ့ခွေထိုင်းတော်မူပြီးလျက်ဖျားမထစ်သမျှဤနေရာမှမထဟုတတိထံတော်မူ၏ထိုနေ့ကကစုံလပြင်းနှိထ၏ထိုနောက်သူဖွားကြီး၍မကြာမီပင်သူ၏ခမီးတော်လက်ထွန်မင်္ဂလာပွဲကျင်းပနေစဉ်ကတပြေပင်ရိတ်တွင်သူဝင်စားဟဲ့သောအာနာပါနဇံကိုတတိယ၍ထိုဇံကိုပင်အခြေခံလျက်ကျင့်ကြံအားထုတ်လေ၏နေမဝင်မီလာ၍နှောင့်ညက်ရှက်သောမာန၏ရန်ကိုအောင်တော်မူ၏ညင်ဦးရန်တွင်ရှိဘဝ၌ဖြစ်ခဲ့ဘူးသည်များကိုပြန်၍တည်သောဘုဗ္ဗေနိဝါဒနုတ္တိဉာဏ်တန်ကောင်းဉာဏ်၌နတ်မျက်စိကဲ့သို့မြင်နိုင်စွမ်းသောဒိဗ္ဗစက္ခုဉာဏ်မိုးတောင်းဉာဏ်၌ကိလေသာအာသောတရားတို့ကိုအကျွင်းမဲ့ကုန်ခန်းစေသောအာတဝက္ခယဉာဏ်နှင့်တပ္ပညုဒဉာဏ်တော်ကိုရတော်မူပြီးလျက်ဖျားအဖြစ်သို့ရောက်တော်မူလေ၏သက်တော်က35နှစ်မြတ်သာရှိသေး၏မြတ်စွာဘုရားသည်ဖျားအဖြစ်သို့ရောက်တော်မူပြီးနောက်ပထမသတ္တာဟာထက်ဝဲဖွဲ့ခွေထားသောပလင်ကိုဖြေတော်မမူပဲဝိမု ṭi ဒုက္ခကိလေသာမှလွတ်မြောက်ခြင်းချမ်းသာကိုဖျားဖြစ်ရာပလင်တော်မှာပင်ခုနှစ်ရက်ပတ်လုံးခံစားတော်မူ၏ထိုနောက်ဒုတိယသတ္တာဟာ၌ပလင်တော်မှထ၍ဘောဓိပင်၏အရှိမြောက်အရ၌ရက်တော်မူပြီးလျက်ဘောဓိပင်နှင့်ပလင်တော်ကိုမမိတ်သောမျက်လုံးတော်ဖြင့်ကြည်တော်မူပြီးလျက်ဤပလင်ထက်၌သဗ္ဗညုသောဉာဏ်တော်ကိုရောက်ပေသည်ဟုဆင်ခြင်တော်မူလျက်ခုနှစ်ဟက်ပတ်လုံးစံနေတော်မူ၏ထိုနောက်တတိယတတ္တာဟာ၌ရက်တော်မူရာအရနှင့်ပလင်တော်၏အကြားတွင်လူလာတုံခေါက်ဆင်းချမ်းလျှောက်တော်မူလျက်ခုနှစ်ရက်ပတ်လုံးစံနေတော်မူ၏ထိုနောက်စနုထတတ္တာဟာ၌ဘောဓိပင်၏အနောက်မြောက်အရတွင်နတ်တို့ဖန်ဆင်းထားသောယရဏကရရွှေအင်တော်တွင်ဝီနီးတုတ်တံအဘိဓမ္မာပိဋကတ်သုံးပုံတွင်အဘိဓမ္မာပိဋကတ်ကိုအထူးထား၍စင်ញင်သုံးသတ်တော်မူလျက်ဖွမရပတ်လုံးစံနေတော်မူ၏ရင်းဆိုစင်ញင်သုံးသတ်တော်မူစဉ်ကိုတော်မှရောင်ကြီးတော်6ထွယ်တို့ကွင့်မြူးစံပဲတော်မူကြလေသည်အပိုင်းဆက်ရရှိပါသည်ကျွန်တော် channel လေးကို subscribe နှိပ်ပြီး comments ကလေးမှန်းပြီး share ပေးပါဦးအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပါစေနော်